CEO internally ရဲ့တနေ့တာပွဲရမတိုင်မီ3ရက်လောက်ပဲကြိုတည်ရဲ့မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးနှစ်ပတ်လည်အစည်းအဝေးမှာသိငက်3កောင်ဆင်ရွှေနာဆိုင်ပြသဖို့အားချင်းကိုဘယ်လိုစီစဉ်ခဲ့ရလဲဖြစ်စဉ်ကဘယ်လိုလဲဆိုတော့ညီမတို့သိငက်3កောင်ကဒီပွဲမှာ Gold Status Sponsor အနေနဲ့ပါဝင်ခဲ့ပါတယ် Sponsor အနေနဲ့ကုန်စည်ပို့ဆောင်ရေးအသင်းကအစ Signboard တစ်ခုပဲပေးမယ်လို့ထင်ထားတာဒါပေမဲ့ပစ္စည်းတွေပြဖို့ booth ပါပေးခဲ့ပါတယ်ဒါကို3ရက်အတွင်းစီစဉ်ဖို့စိတ်တွေလှုပ်ရှားနေပြီးနည်းနည်းလေးတော့အလုပ်ရှုပ်ခဲ့ပါတယ်ပြင်ဆင်ချိန်ကနေတော့ဒီနေ့ booth ရဲ့အနောက်ခံထိပ်စီဒီဇိုင်းကိုအပြီးဆွဲနေတယ်အဲ့ဒါမှပဲဗနိုင်းထုတ်ချိန်မိမယ်ဒီပွဲမှာကတော့ GIA စိန်ပစ္စည်းတွေကိုအဓိကထားပြီးပြသွားမှာဖြစ်ပါတယ် GIA logo ကိုအနောက်ခံထားပြီးဆိုင် logo နဲ့နာမည်ကိုအပေါ်ကထည့်မယ်ဒီဇိုင်းကိုတော့ရှင်းရှင်းလေးနဲ့လူရင်းဖြစ်ဖို့ပါပဲထမင်းစားချိန်ရောက်လာပြီဆိုတော့မြကန်တာထမင်းဆိုင်ကိုရောက်သွားတယ်ဒီဆိုင်မှာကြက်ကြော်လဲကောင်းတယ်လို့ပြောတယ်မမကတော့လက်နဲ့ဆွဲနေပြီစားပြီးတော့အခုမင်္ဂလာဆောင်တို့မွေးနေ့တို့ဖိတ်စာ print နဲ့ဆိုင်ကိုရောက်နေပါတယ်ပွဲမှာလာမဲ့အယောက်600စာအတွက် surprise လက်ဆောင်လေးလာထုတ်နေတာလက်ဆောင်ဒီဇိုင်းကိုလည်းကိုယ်တိုင်ရှာပြီးမြန်မြန်လေးဆွဲခဲ့ပါတယ်ကျမကတော့ CEO intern ပေါက်စားလေးဆိုတော့မမားစီကနေပဲအများကြီးသင်ယူခဲ့ပါတယ်ညီမကတော့အမေရိကရဲ့ကုမ္ပဏီကြီးတစ်ခုမှာတစ်နှစ်ခွဲနီးပါအလုပ်လုပ်ခဲ့ပေမဲ့ family business လုပ်တဲ့အခါ mindset ကိုရောပြောင်းပြီးအမြဲသင်ယူနေစေပါပဲဘိုက်စာလို့အိမ်ပြန်တဲ့လမ်းမှာရွှေပလင်ကကြက်သားပေါင်းနဲ့ဝက်သားပေါင်းကိုစားနေပါတယ်မိပွိုင်းမိနေတဲ့အချိန်မှာလက်မေးမှာရောင်းတဲ့စပယ်ပန်းကိုဖျားတင်မိုးဝယ်လိုက်တယ်တရက်လုံးခေါင်းစားပြီးမောပန်းပြီးတော့ spa ကိုရောက်သွားပါတယ်အမေရိကမှာဈေးအရန်ကြီးလို့တစ်နှစ်မှာတစ်ခါတော့မနှိပ်ပါဘူးအဲ့နဲ့ဒီအကျွေးတွေကိုမြန်မာပြည်မှာလာဆက်နေရပါကျမရဲ့တနေ့သားဒီမှာမကုန်သေးဘူးအိမ်ပြန်ရောက်ပြီးထမင်းစားပြီးတော့မမနဲ့ meeting ဆက်ထိုင်နေဒီလိမ်မော်ရောင်ကောင်တာအရှိမှာ QR code လေးကိုကပ်ဖို့စဉ်းစားမိရဲ့ဘာလို့လဲဆိုတော့ customer အသစ်တွေအတွက်မသိတဲ့ customer တွေအတွက်ကိုရောဆိုင်ရဲ့ TikTok page ကိုအလွယ်တကူ scan လို့ရအောင်ပါအခုတော့ည7:00 နာရီကျော်သွားပါပြီတကယ်ပွဲလုပ်တဲ့နေ့မှာဆိုင်ကအပြင်စင်လေးကဘယ်လိုထွက်လာမလဲဆိုတာနောက်ဗီဒီယိုလေးမှာကြည့်ရှုပေးပါရှင် Thank you and bye for now